အားလုံးမင်္ဂလာပါ Easy Learning မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ပါနဲ့စားတဲ့ဆွေးစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ပညာကိုရှေးဥစ္စာကိုနောက်ဒီစကားလေးအဓိပ္ပာယ်ကတော့ပညာရှာတဲ့အရွယ်မှာပညာကိုအရင်တက်အောင်ရှာရမယ်ပြီးမှဥစ္စာပစ္စည်းကိုရှာရမယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဒါကတော့ပညာတက်တဲ့အရွယ်မှာပညာကိုအရင်မသင်မနဲ့ဥစ္စာကိုအရင်မရှာရဘူးဆိုတဲ့အဆုံးအမစကားလေးပေါ့ပေတတိကြည်တတာဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့ပေပင်တွေကသူတို့တသက်မှာတစ်ချိန်မဲ့အတီးတီးတယ်ဒီလိုပဲကြီးတွေကလည်းတစ်ချိန်သာသားပေါက်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ပုဂ္ဂိုလ်ခေမတရားမဲ့ဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့တစုံတစ်ယောက်ကိုယုံကြည်လေးစားမှပေါ့နော်သူလို့သမျှသူပြောသမျှကိုအကောင်းမြင်နေဆိုတဲ့အဓိပ္ပာယ်လေးပါပြင်းရမနိုင်ရခိုင်နဲ့ညှိဒီရခိုင်နဲ့ဘာလို့ညှိခိုင်းတာလဲဆိုတော့မြန်မာစလုံးပေါင်းတပ်ပုံမှာရာပလက်နဲ့ရာခောက်အတန်ကိုမကွဲကြဘူးဒါပေမဲ့ရခိုင်စကားမှာကျတော့ရာခောက်အတန်ကိုရလို့ဆိုတယ်ပေါ့နော်ရအဲ့ဆိုအတန်ပြပြတသားဆိုတဲ့အတွက်ရာပလက်နဲ့ရာခောက်အတန်ကွဲတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါနောက်တစ်ခုကတော့ပြက်အစဉ်ပြင်ခဏကျမတို့ပြက်နေတဲ့အရာတစ်ခုကိုမပြင်မဲနဲ့ဒီတိုင်းပဲဆက်သုံးနေမယ်ဆိုပြက်မြက်ပြက်နေမှာဒါပေမဲ့သူ့ကိုပြင်လိုက်မယ်ဆိုလို့ရှင်ပြက်နေတဲ့အရာကအကောင်းဖြစ်လာမယ်ပြန်လဲအသုံးပြုလို့ရနိုင်တယ်ပေါ့ဒီလိုပဲပြက်အစဉ်ပြင်ခဏဆိုတဲ့အတိုင်းပဲအခြားနေရာတွေမှာလည်းဒီတိုင်းပဲပေါ့နော်နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်ကြည့်ပေးပါဦးနော်